နေ့ကတော့ဂရိုဝမ်ကနေပြီးတော့အိန္ဒိယယဉ်ကျေးမှုအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပေါင်းတဲ့သူတွေကတော့ G9008 050 080 090 021 024 027 နဲ့ 029 တို့ပဲဖြစ်ပါတယ်။အိန္ဒိယယဉ်ကျေးမှုအိန္ဒိယနိုင်ငံကအယူဝါဒကိုအခြေခံတဲ့နိုင်ငံဖြစ်ပါတယ်။ဗုဒ္ဓယူဝါဒထွန်းကားလာပြီးတဲ့နောက်မှာဘိတုကပညာအထူးသွေးပညာဖြစ်တဲ့ပတ်တမောပညာပကြီးပညာရဲ့တရားလည်းအထူးတိုးတက်ခဲ့ပါတယ်။ဒီကျေးမှုနဲ့အနုပညာရဲ့တရားအယူဝါဒပုံမှာအခြေခံပြီးတော့ဖွဲ့ပြတိုးတက်လာခဲ့ပါတယ်။ဂေါရမမြတ်စွာဘုရားပြိဋိဘတ်ဆရာရဲ့နောက်မှာတတ်တော်မူတော်တွေကိုထူပါတော်စီများမှာထာပနာ၍ကူးကွယ်ခဲ့ပါတယ်။တေးရမှာတော့ကမင်းလက်ထက်မှာစံချီအရက်မှာဘာရဟတ်အမရာဝတီထူပါယုံစီတော်ကြီးလည်းပေါ်ထွန်းခဲ့ပါတယ်။ကနာတိုင်းမှာရှာပြီးရုပ်ပညာထုံးကားလာသည်။ဂရိယဉ်ကျေးမှုဝင်ရောက်လာပြီးနောက်ဗုဒ္ဓရုပ်များရဲ့ဂရိအငေးတက်များပေါင်းဝင်လာသည်။နောက်ပိုင်းမှာဂရိစနစ်အိန္ဒိယဟန်ပေါင်းဆက်လာသည်။အိန္ဒိယရှိခေတ်အနုပညာများအနက်ပိဋကပညာသည်အစဉ်အတန်းအမြင့်ဆုံးဖြစ်လာပြီးအိန္ဒိယရှိခေတ်ယဉ်ကျေးမှုသည်အီဂျစ်ဆီးရီးယားဂရိတို့တဲ့အလင်းများထိုးကားလာခဲ့သည်။အဆန်တောင်လိုင်းကိုအလိုရာလိုင်းကိုတွင်ကဘာကျော်လက်ရများတွေ့ရသည်။မွတ်စလင်အနုပညာလက်ရတရားမဟာဆိုရင်ကဘာအမွေရတည်းဖြစ်တဲ့လက်မှုအနုပညာရဲ့များဆက်လူမျိုးရဲ့ကျွေတော့တက်ကန်တီယာပန်ဂျာဟိုက်ဒရိုဖိုက်တို့ရဲ့ချွေချီငွေကြီးတို့အထက်များချွေနှားလိုက်မှုနဲ့ပစ္စည်းများဆိုရင်ကြောကြတယ်။အာရီယန်တို့လွန်မလာပြီးနောက်မှာတက္ကသဘာသာကိုစနစ်ကြပြပြင်ခဲ့တယ်။စကားကိုကိုကျော်အောင်ဖန်တီးခဲ့တယ်။စာရေးစာပဏိများကိုလည်းတူထင်ခဲ့တယ်။အိန္ဒိယစာပေရဲ့ဖွံ့ဖြိုးတိုးတက်မှုဒီအချဆုံးအိန္ဒိယစာပေကတော့တက္ကသဘာသာစကားနဲ့ရေးဖွဲ့ထားတဲ့ဒေတာကဗျာဆိုတွေပဲဖြစ်ပါတယ်။အထင်ရှားဆုံးထီသုံးနှန်းလုံးကဗျာလင်္ကာကြီးတွေကတော့ရမယနာနဲ့မဟာဘာယတတို့ပဲဖြစ်ပါတယ်။ဒီကဗျာလင်္ကာကြီးတွေကတော့ BC 600စုခန့်မှာပေါ်ထွန်းခဲ့တာပဲဖြစ်ပါတယ်။ဘုရားမင်းကြီးခင်မှာတော့သိပ္ပံပညာတွေထွန်းကားခဲ့ပါတယ်။ဒီလနှစ်ခက်ကျန်းတွေအများကြီးပြုစုခဲ့ပြီးတော့သိပ္ပံပညာမှာလည်းအလွန်တိုးတက်ခဲ့ပါတယ်။စီးပညာမှာခွဲစိတ်ကူးသားနိုင်တဲ့အဆင့်ထိရောက်ရှိခဲ့ပြီးတော့ပညာရေးဆိုင်ရာကျမ်းများစွာကိုပြုစုခဲ့ပါတယ်။စာရေးရာတွင်တစ်ခေါက်ပေါ်ကိုအမင်ဖြင့်ရေးခြင်း၊ဖရွက်ပေါ်မှာဆိုလို့ရှိရင်ကညက်ဖြင့်ရေးခြင်းတို့ပြုလုပ်လာခဲ့ပြီးတော့တက္ကသဘာသာစကားကိုလည်းအများဆုံးနဲ့အသုံးပြုခဲ့တဲ့အပြင်မှာဒီကံမျိုးပေါ်တစ်ချက်ကိုလည်းယဉ်ကျေးမှုတွေကပြည့်တယ်လာခဲ့ပါတယ်။ထို့သောဖြစ်တဲ့ချိန်မှာပါဏိမာဂဒဘာသာစကားကိုအသုံးပြုခဲ့ပြီးတော့ဗုဒ္ဓအယူဝါဒထွန်းကားတဲ့ခေတ်အထိကိုတိုင်ပါဠိဘာသာစကားကိုလည်းအသုံးပြုပါတယ်။တက္ကသဘာသာစကားကလည်းလုံးဝမပြောက်ကုန်ရပြီးတော့နောက်ပိုင်းမှာလည်းပြန်လည်ယူရစခဲ့ပါတယ်ခရစ်တီယာစုကရှေ့ရာစုအတွင်းကိုတက္ကသဘာသာစကားဖြင့်လင်္ကာရှင်ကြီးများချင်းမိတာတရုပ်ဖော်ပြဆက်သည့်ဆိုမာကန်ဇလဲတွေနဲ့လိမ့်ဆန်ပုံကြီးဟိန္ဒူစာပေများကိုခရစ်600ရာစုမှာပါရှင်းဘာသာဖြင့်ဘာသာပြန်ပြီးတော့ဥရောပဘက်ကိုပြန်ထိုင်ခဲ့ပါတယ်။ထို့သောဥရောပဘက်ကိုပြန်ထိုင်ခြင်းအပြင်အနောက်တိုင်းကလေး6ပုံများရဲ့အခြေခံစလည်းဖြစ်ပေါ်လာပါတယ်။ဗြိတိရှဆိုရခေတ်မှာပညာရေးစနစ်ကပြောင်းလဲလာပြီးတော့တိုင်းဒေသစာပေတွေကလည်းပုံပုံဆန်းသစ်လာခဲ့တယ်။ဥရောပအတွေးခေါ်နဲ့ဟိန္ဒူအယူဆကိုပေါင်းစပ်ပြီးတော့19ရာစုအတွင်းမှာအနောက်တိုင်းဆန်နဲ့ဘင်္ဂါလီစာပေတွေဟာထွန်းကားလာခဲ့တယ်။အဲ့ဒီဘင်္ဂါလီစာပေကိုထူးတဲ့ကြွယ်ဝစေတဲ့စာပေပညာရှင်ကြီးကတော့ဝတ္ထုရေးဆရာကြီးဘန်ကင်ချန်ဒရာချက်တာကြီးဖြစ်တယ်။သူရဲ့ရေးခဲ့တဲ့နောက်တိုင်းဝိသက်ပါတဲ့ဝတ္ထုများထင်ရှားပြီးတော့ယဝိန္ဒရာနဲ့တကူစာပေကပို့ပြီးတော့ထင်ရှားတယ်။